မင်္ဂလာပါကျွန်တော်ကိုထွေးရင်ချန်မြေကနေကြိုဆိုပါရခင်ဗျာဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တွေးကြုံခဲ့တဲ့ဘ ഹു တုတာလေးနည်းနည်းလောက်မျှဝေပေးခြင်းတော့ပါအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အိမ်ချန်မြေလောကပဲဟိုပါပေါ့နော်ကျွန်တော်တို့ရင်းနှီးရဲ့အကျိုးအမြတ်ဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်ပြောပြချင်တာပါအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်2023ခုနှစ်တုန်းကကျွန်တော်လိုက်ကြည့်ထားတဲ့မြေခွက်တွေပေါ့နော်ကျွန်တော်900ဆိုတဲ့ဟိုကိန်းကနန်းလေးဟာတအားများလာပါလားလို့ထင်ပြီးကျွန်တော်မဝယ်ခဲ့တဲ့မြေခွက်တွေပေါ့နော်အခုဆိုရင်ဘယ်ဈေးရောက်နေပြီထင်လဲအခုဆိုရင်3,000တောင်မရောင်းတော့ဘူးတဲ့ခိုင်းနော်ကျွန်တော်လိုက်ကြည့်ထားတဲ့အကွက်တွေပေါ့နော်ကျွန်တော်တို့2023တုန်းကဆိုရင်ဒါတကွက်ကို900ဒါကျွန်တော်တို့လိုက်ပြီးတော့မှကြည့်ထားတဲ့အကွက်တွေပေါ့ဒီနေ့မှကျွန်တော်တို့ပြန်လဲကြည့်တဲ့အချိန်မှာ3,000တောင်မရောင်းတော့ဘူးတဲ့ခိုင်းဟာဘယ်တော့တော့ဒါကျွန်တော်တို့ရဲ့အိမ်ချမ်းမြေလောကမှာပြောင်းလဲမှုမြန်ဆန်တယ်လဲဆိုတာကိုပြောချင်တာပါเนาะလက်ရှိဆိုရင်ကျွန်တော်တို့ပြင်ဦးလွင်ဟာစီမံကိန်းတွေမျိုးနဲ့တအားကိုတိုးတက်ပြီးတအားကိုလူတွေထူထက်လာတာပေါ့เนาะအဲ့အချိန်မှာကျွန်တော်တို့မြေဝယ်သမားတွေကလည်းတအားကိုများလာတယ်အဲ့တော့ကျွန်တော်တို့ရဲ့ပြင်ဦးလွင်ဒီမှာဆိုလို့ရှိရင်အိမ်ချမ်းမြေလောကမှာအယောင်းဝယ်တွေတအားလှုပ်ကောင်းနေတယ်လို့ပြောလို့ရတာပေါ့เนาะလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့100တန်းဝယ်ထားတဲ့လူက400-500လည်းဖြစ်သွားတယ်1000တန်းဝယ်တဲ့လူက9000 8000 9000 1000လည်းဖြစ်နေတယ်ပေါ့နော်အဲ့လိုအကျိုးအမြတ်တွေရတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့စဉ်းစားအားကြီးတဲ့သူဒီဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်၌ကလည်းစဉ်းစားခဲ့လို့ရှုံးမှကြောက်ခဲ့လို့ကျွန်တော်တို့အဲ့ခွင့်ယူဆုံးရှုံးခဲ့ရတာပေါ့နော်ကျွန်တော်ကအဲ့ချိန်တုန်းက900တန်းဝယ်ထားမယ်ဆိုရင်အခု9000ဒံဖြစ်နေပြီပေါ့နော်ကျွန်တော်လက်ထဲမှာ900ရင်းုံနဲ့ကျွန်တော်9000ပိုင်ဆိုင်နေမှာပေါ့နော်အဲ့လိုမျိုးပေါ့ဒါကျွန်တော်က900ကိုဆုံးများလာပြီဆိုပြီးတွေးခဲ့လို့အခုဆိုရင်ဒီ9000ကိုကျွန်တော်ဆုံးရှုံးလိုက်ရတာကျွန်တော်ရပိုင်ခွင့်တွေသူများရနေတာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်ပြောချင်တာကကျွန်တော်တို့မြေဝယ်မကြဆိုတဲ့စကားတအားကိုမှန်ပါတယ်လို့မြေကြီးဝယ်ထားလို့ရှုံးနေဆိုတာက10ဦးမှ2ဦးမရှိပါဘူးเนาะအယောက်100မှာ1ယောက်သာရှိပါမယ်အရင်တဲ့ဘိုးရှုံးပြီးရောင်းရတဲ့မြေခွက်ဆိုတာမျိုးကမရှိပါဘူးလို့เนาะအမျက်နေတာနဲ့များတာပဲရှိပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ရဲ့မြေလောကကညီကိုတွေမြေဝယ်တော့မယ်ဆိုလို့ရှိရင်စဉ်းစားပါဒါပေမဲ့တအားကြီးမစဉ်းစားပါနဲ့တွေးတော့ပါတအားကြီးမတွေးနဲ့လို့ကျွန်တော်ပြောချင်တာပါကျွန်တော်တို့ကရှုံးမှကြောက်ရင်ကျွန်တော်တို့ပိုင်ဆိုင်ရမယ်အခွင့်အရေးကျွန်တော်တို့ပိုင်ဆိုင်ရမယ်အကျိုးမြတ်ကရဲတဲ့လူကရသွားတာပါအားကြောင့်ဘာပဲဖြစ်ဖြစ်စီးပွားရေးမှာရဲတာလုပ်ပါလို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်